မသိလို့ဘာလို့မသိတာတော့ဆိုတော့အမှန်ကိုမသိလို့နှလုံးသွင်းကမှားတာဟုတ်လားအမှန်ကိုတော့မသိဘူးအမှားကိုတော့ဒါဖြင့်ဆိုလိုက်ကြအတိမှားလို့နှလုံးသွင်းမှားအတိမှားလို့အတိမှန်ရင်နှလုံးသွင်းမှားအတိမှန်ရင်နှလုံးသွင်းမှန်နှလုံးသွင်းမှန်လားသိထားတာတွေမှန်းနေရင်နှလုံးသွင်းရတယ်သိထားတာတွေကမှားနေရင်ဟုတ်တယ်မလားအဲ့တော့နှလုံးသွင်းမှားနေတယ်ဆိုတာကမရှိတာကိုအရှိလို့ပြီးသိနေလို့နှလုံးသွင်းမှားပြောတာဟုတ်တယ်မလားလူရှိတယ်ယောက်ျားရှိတယ်မိန်းမရှိတယ်ဟုတ်လားလူရှိတယ်နတ်ရှိတယ်ဆိုရင်နှလုံးသွင်းဟာမှားသွားပြီအဲ့တော့လူဆိုတာသမုတ်ထားတာနတ်ဆိုတာလည်းလူဆိုတာလည်းတကယ်မရှိဘူးနတ်ဆိုတာလည်းသမုတ်ထားလို့သာလူလို့ပြောရတာနော်သမုတ်ထားလို့သာနတ်လို့ပြောရတာလူလည်းမရှိဘူးနတ်လည်းမရှိဘူးရှိနေတာကတော့လူလည်းယုံနာမယ်နတ်လည်းယုံနာကတကယ်ရှိတာဒါကြောင့်ယုံနာကတကယ်ရှိလို့ပရမတ်နော်ပုဂ္ဂိုလ်သတ္တဝါယောက်ျားမိန်းမကပြဉ္ညတ်ပုဂ္ဂိုလ်ဆိုတာပြဉ္ညတ်ယောက်ျားမိန်းမဆိုတာပြဉ္ညတ်ထားတာဟုတ်တယ်မလားလူဆိုတာပြဉ္ညတ်ထားလို့ရှိနေတာတကယ်တော့လူလားယုံနာလားနတ်လားယုံနာလားတိရစ္ဆာန်လားယုံနာလားတလောကလုံးခြုံငုံကြည့်လိုက်မယ်ဆိုရင်ဘာနဲ့ဘာရှိတော့ယုံနာရှိတယ်ဆိုတာတောင်မှဒကာရမတို့ပေါ်ကိုင်းကလေးသာယုံနာပြောရတာပေါ်ပြီးပျောက်ပြက်သွားတော့ရှိသေးလားမရှိတာကြတော့ယုံနာလို့ပြောရသေးလားဟုတ်တယ်မလားယုံနာတရားဓမ္မတို့ပေါ်တော့ပျောက်ပြက်သွားတော့အနိစ္စပေါ်လာတဲ့ယုံနာတွေအားလုံးဟာပျောက်ပြက်မှကြီးပဲလေဘယ်ဟာမှမြဲမနေဘူးဘယ်ဟာမှတည်တတ်မနေဘူးနော်ပေါ်တော့ပျောက်ပြက်သွားတော့အဲ့ဒါပေါ်တော့ကိုဒကာရမတွေကယုံနာလို့မသိဘူးတဲ့ဟုတ်တယ်မဟုတ်လားယုံနာလို့မသိဘူးဆိုကြတဲ့ကွာဘာသိနေတော့ဆိုတော့ပေါ်လာတဲ့ယုံနာကိုငါလို့သိနေတယ်သူတစ်ပါးလို့သိနေတယ်ယောက်ျားမိန်းမလို့အဲ့ဒါငါလို့သိနေတယ်သူတစ်ပါးလို့သိနေယောက်ျားမိန်းမလို့သိနေတယ်ဆိုတော့အသိမှန်တာလားအသိမှားနေတာလားဟုတ်လားယုံနာကိုငါလို့သိနေတာသူတစ်ပါးယောက်ျားမိန်းမလို့သိနေတာယုံနာယုံနာပေါ်မှာငါလို့သိနေတာအတိမှားပဲယုံနာလို့သိရင်ပုဂ္ဂိုလ်တ attva လို့သိရင်အဲ့တော့ယုံနာတော့မှမသိသေးတဲ့ပုဂ္ဂိုလ်တွေဟာဘာမှနဲ့နေတာတော့အတိမှားကြောင့်အယူမှားလာတာပဲအတိမှားကြောင့်ဗါတဲ့တော့အယူမှားဆိုတာဒကာရမတို့အတိမှားကြောင့်အယူမှားလာတာအတိက
တရားဓမ္မတို့အနိစ္စကိုနိစ္စလို့အတိမမှားဘူးလားနိစ္စလို့အတိမှားတဲ့အတွက်အားကိုးရမှာပဲအားထားရမှာပဲဆိုတဲ့အယူမှားကဟုတ်လားမခိုင်းတာကိုခိုင်းတယ်လို့ယူနေရင်အယူမှားဟုတ်လားဆင်းရဲကိုချမ်းသာတယ်လို့ထင်မြင်နေရင်အစိုးမရတာကိုအစိုးရတယ်လို့ယူနေရင်အယူမှားဟုတ်တယ်မလားအတိမှားကြောင့်အယူမှားလာနေတာဒါကြောင့်ဒကာဓမ္မတို့အတိကမမြဲတာကိုမြဲတယ်လို့သိနေရင်အယူမှားဆင်းရဲတာကိုချမ်းသာတယ်လို့သိနေရင်အယူမှားအစိုးမရတာကိုအစိုးရတယ်လို့ယူနေရင်အယူမှားပဲရလားအတိမှားလာတာပဲနော်ဒါကြောင့်အတိမှန်ရှိဖို့ရအတွက်မလိုအပ်ဘူးလားလူလို့သိနေတာအတိမှန်ယောက်ျားမိန်းမလို့သိနေတာနာယုတ်လို့သိနေရင်အတိမှန်ဟုတ်လားနာယုတ်လို့သိနေရင်အနိစ္စလို့သိနေရင်ဒုက္ခလို့သိနေရင်အနတ္တလို့သိနေရင်အတိမှန်နဲ့နေမှလောဘတွေဒေါသတွေမောဟတွေချုပ်တယ်။ဘာကြောင့်လိုချင်နေတာတော့ဆိုတော့အတိမှားနေလို့လိုချင်တာဟုတ်တယ်မလား။ဘာကြောင့်လိုချင်နေတာတော့ကောင်းတယ်လို့အတိမှားနေလို့လိုချင်တာမကောင်းဘူးလို့သိရင်ခိုင်နေမြဲတယ်လို့သိနေလို့လိုချင်ရချင်နေတာပဲမခိုင်ဘူးမမြဲဘူးမကောင်းဘူးလို့သိရင်လိုချင်မှုလောဘကလေးဟာနော်ကောင်းတယ်လို့အမြင်မှားနေတာဘယ်လိုအမြင်မှားနေတာလဲကောင်းတယ်လို့အမြင်မှားနေရင်ဒီဃာရမတော့လိုချင်လာတာပဲမကောင်းဘူးလို့မြင်ရင်တော့မလိုချင်တော့ပါဘူးလိုချင်တာဒီတဏှာပဲလိုချင်တာဒီလိုချင်တာဒီတဏှာပဲဟုတ်လားအဲ့တော့အတိမှားလို့လိုချင်တာအတိမှန်ရှိသွားရင်မလိုချင်တော့ပါဘူးလောဘဆိုတာအတိမှားကြောင့်မကောင်းတာကိုကောင်းတယ်လို့အတိမှားနေတယ်မခိုင်တာကိုမမြဲတာကိုအဲ့တော့လိုချင်တာဘာလို့လိုချင်တာလဲအတိမှန်ရှိသွားရင်လိုချင်ပါဦးမလားမှတ်ထားပါဒုက္ခဆိုတာလိုချင်လို့ရတယ်လိုချင်နေရင်မလိုချင်ရင်ဒုက္ခချုပ်ဒုက္ခဘာကြောင့်ချုပ်တာတော့မလိုချင်ဘူးဆိုတာအမှန်သိလို့မလိုချင်တာလားမမှန်တာသိနေလို့လိုချင်တာလားအတိမှားလို့အတိမှန်ရှိရင်လိုချင်တာဘယ်အစတာတော့အတိမှား